တိမ်ပင်လယ်ကြီးကိုအနီးကပ်ကြည့်ရှုရင်နေဝင်စီးစာရဲ့အလားတရားကိုတနေရာတွေကနေခန်းစားနိုင်တဲ့နေရာတစ်ခုကလောမြို့မှာရှိရဲဆိုတာသိပါသလားဒီနေ့တော့အဲ့ဒီလပရဲ့နေရာရဲ့နောက်ွယ်ကဇလံကိုခင်နဲ့အတူလေ့လာကြည့်လိုက်ရအောင်နော်အားလုံးပဲမင်္ဂလာပါရှင်ကလောလက်ပါမှာပြန်နေကြိုဆိုပါရဲ့ရှင်ခင်ကတော့ခေရနာလေးနဲ့ဖြစ်ပါတယ်ခင်ဒီနေ့ပြပြမယ့်အကြောင်းအရာကတော့ကလောမြို့ကိုလာရောက်လည်ပတ်မယ်ဆိုရင်မဖြစ်မနေသွားရောက်တဲ့နေရာတစ်ခုဖြစ်တဲ့စီတီပြူအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီနေရာမှာမြင့်တာရဲ့ထင်ချင်တာကတော့ CTV ရဲ့အလားဆုံးရာသီချိန်မှာတော့ရောက်တာမဟုတ်တဲ့အတွက်ဘိုင်းပေါ်မှာမြင်တွေ့ရတဲ့ CTV ရဲ့ရှုခင်းအပြည့်စုံကိုမဖော်ပြနိုင်တဲ့အတွက်လည်းတောင်းပန်ပါရဲ့ရှင့် CTV ရဲ့နောက်ထပ်သမိုင်းကြောင်းကိုဖော်ပြပေးသွားမှာမို့ခင်နဲ့အတူတူဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုလည်းဖိတ်ခေါ်ပါရဲ့ရှင့် CTV ကိုစတင်တည်ထောင်ခြင်းကတော့2020မှာ2021ခုနှစ်ဝင်ချိန်မှာစတင်တည်ထောင်ခဲ့ပြီးတည်ထောင်သူကတော့အနီတော်ခင်တင်ရှင်နဲ့ဖြစ်ပါရဲ့ရှင် CTV ရဲ့အမြင့်ပေမှာ4488ပေရှိပါရဲ့ရှင် CTV ကိုတည်ထောင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ပြည်တွင်းပြပခရီးသွားဧည့်သည်များအတွက်တဘာဝအလားပါတွေကိုခံစားနိုင်တဲ့အပန်းဖြေနေရာတွေကိုဖန်တီးပေးခြင်းနဲ့ကလောမျိုးသူမျိုးသားများအတွက်အလောအကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ဖို့ပဲဖြစ်ပါရဲ့ရှင် CTV ရဲ့အလားတရားကိုအပြည့်အဝခံစားခြင်းနဲ့ဆိုရင်ဆောင်းရာသီဟာအကောင်းဆုံးအချိန်ပဲဖြစ်ပါရဲ့ရှင်ဆောင်းရာသီမှာဆိုရင်တောင်တန်းကြီးကြားပြင်ကျက်နေတဲ့တိမ်ပင်လယ်ကြီးကိုကြည့်ရှုခံစားနိုင်ပြီးတဘာဝရဲ့အေးချမ်းမှုကိုအပြည့်အဝရရှိနေမှာလည်းဖြစ်ပါရဲ့ရှင်။ဒါအပြင်ညနေနေဝင်စီးစာချိန်မှာလည်းချွေရောင်နေရောင်ကြီးကတောင်တန်းကြီးပေါ်ဖြာချနေတဲ့နေတွေဟာအလွန်လှပပြီးတပုံရိုက်ဖို့အကောင်းဆုံးအချိန်တစ်ခုလည်းဖြစ်ပါရဲ့ရှင်။ CTV ကနေကြည့်မယ်ဆိုရင်ခင်အရန်သဘောကျတဲ့ကလုံးမျိုးရှုပင်လေးရဲ့ကလုံးမျိုးတို့လာရတောင်ပေါ်လမ်းကြီးရဲ့ပြီးတော့ဟိုးအဝေးမှာစိမ့်ဆုံနေတဲ့တောတောင်တန်းကြီးရဲ့ကလောမျိုးလေးကိုဝင်းရင်ထားတာကလည်းမြင်ကြည့်ရမှာဖြစ်ပါရဲ့ရှင် CTV ကိုရောက်ရင်ပထမဆုံးသွားရမယ့်နေရာကတော့ဖိုတိုပွိုင်းပါပဲဘာလို့ဖိုတိုပွိုင်းကိုသွားခိုင်းရလဲဆိုတော့ဖိုတိုပွိုင်းထဲမှာ CTV ရဲ့ရှိတဲ့နေရာတွေအားလုံးကိုလမ်းညွှန်ထားလို့ပဲဖြစ်ပါရဲ့ရှင် CTV ရောက်ရင်ပုံလန့်လာလေးများလို့လည်းစိတ်ပူစရာမလိုပါဘူးဘာလို့လဲဆိုတော့ CTV မှာတက်ဖန်ခြင်းတွေအတွက်ကင်မရာမန်ရေးရှိနေတာလေ CTV ရဲ့အားသာချက်တွေကတစ်ခုဖြစ်ပါရဲ့ခင်အနေနဲ့အကြိုက်ဆုံးကတော့ခီးသွွားဧည့်သည်များအတွက်ရှမ်းရွရောက်ဝတ်စုံများနဲ့လက်ခံလို့ရအောင်ရွရောက်ဝတ်စုံလေးစီစဉ်ထားပေးတာကလည်းခီးသွွားဧည့်သည်များအတွက် CTV ရဲ့ဆွဲဆောင်နိုင်တဲ့အချက်တွေကအဓိကတစ်ချက်လည်းဖြစ်ပါရဲ့ရှင်ခင်အနေနဲ့အကြံပြုချင်တာကတော့ CTV ကိုရောက်ရင်ဖိုတိုပွိုင်းတွေကနေရာတွေအားလုံးကိုလည်းရောက်သွားကြပါရဲ့ CTV ဟာပွင့်လင်းရာသီဖြစ်တဲ့သတင်းကျွတ်နဲ့စစောင်းမွန်းကာလာတွေမှာအထူးစီကားလေးရှိပြီးတကူးလာအတွင်းမှာလည်းလာရောက်နေပတ်သူများလေးရှိပါတယ်CTV ကိုသွားရောက်မယ်ဆိုရင်တော့ကလောမျိုးပြည်အောင်စုလမ်းမကြီးမှာကလောစာတိုက်ကြီးရှိတိမ်နောင်မုတ်အတွင်ကိုဝင်ရောက်မှာဖြစ်ပါတယ်။အဲ့ဒီလမ်းအတိုင်းဆက်လက်သွားမယ်ဆိုရင် CTV အပြည့်တိုးချက်နဲ့တောင်မင်းကြီးခုံများတို့ကိုညွှန်ပြထားတဲ့လမ်းညွှန်ဆိုင်ပုံများကိုပြင်မြင်ရမှာဖြစ်ပါတယ်။ CTV ဘက်ကိုဆက်လက်မောင်းနှင်သွားမယ်ဆိုရင်9မိနစ်ခန့်အတွင်းရောက်ရှိနိုင်မှာဖြစ်ပါတယ်ရှင်။ကဲလူကြီးမင်းတို့ရေကလောမျိုးရဲ့အင်းညာရာသီဥတုတောင်တန်းရှုခင်းနေနဲ့တိမ်ပင်လယ်လှပြားတွေကိုခန်းစားခြင်းနဲ့ဆိုရင်တော့ CTV ကိုအရောက်သွားကြည့်ဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုသဘောကျရင်ဆိုရင် like and share လုပ်ထားဖို့လည်းမမေ့နဲ့နော်။နောက်ထပ်လည်းကလောမျိုးရဲ့စိတ်ဝင်စားဖွယ်နေရာများနဲ့တမိုင်းကြောင်းများကိုကလောလက်ပါမှဆက်လက်တင်ဆက်ပေးသွားမှာမို့ကလောမျိုးရဲ့တမိုင်းကြောင်းတွေကိုစိတ်ဝင်စားရဆိုရင်ခင်ရဲ့ကလောလက်ပါပေးလေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။ခင်ဗီဒီယိုကိုကြည့်ရှုပေးတဲ့ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye ပါ